အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တကုံမြို့တဲ့စိတ်ကမ်းမြို့နယ်အမှတ်68ရပ်ကွက်မှာကျင်းပပြုလုပ်ခဲ့တဲ့စူတောင်းပြည်အောင်တော်မူစီတော်မြတ်ကြီးရဲ့ဖျားပွဲတရားပွဲပထမအကျိုးတရားပွဲညမှာပြင်ဆင်ပေးခဲ့တာလေးကိုတင်ဆက်ချင်တာဖြစ်ပါတယ်ဒီမှာကျတော့အရှင်သူနန္ဒလက်ပံမြေဆရာတော်တရားဟောကြားမှာဖြစ်ပြီးတော့အဲ့ဒီတရားပွဲလေးအတွက်အပြင်ဆင်လေးတွေကိုတင်ပြပေးမှာဖြစ်ပါတယ်ပထမအနေနဲ့ကျွန်တော်ကတရားပွဲကသူကပလင်ရဲ့နောက်မှာဒီလိုပိတ်ဖြူကာထားတာကိုပြောင်းရင်းထားရင်အဆင်မပြေတော့နှင်းစီပွင့်ချက်ကလေးတွေကိုအချီကျိုးနဲ့တေချာသေးပြီးတော့တက်နိုင်တဲ့လောက်လေးနဲ့စွမ်းနိုင်တဲ့လောက်အလားပါလေးပြင်ဆင်ပေးခဲ့တာဖြစ်ပါတယ်အဲ့ဒီနောက်မှာပလင်ကိုအလှဆင်တဲ့နေရာမှာပလင်ရဲ့ရှေ့ကနေပြီးတော့ပန်းရောင်ကြီးတော်လှုပ်ပေးဖို့အတွက်ကိုကျွန်တော်နှင်းစီပန်းစတင်ထိုးပါတယ်အဲ့လိုထိုးဖို့အတွက်ကိုကျွန်တော်ကဖော့ကိုအသုံးပြုပြီးတော့ထိုးခဲ့တာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီတော့ကျွန်တော်ကအနီရောင်လေးကိုသုံးပြီးတော့နောက်ဆုံးတစ်ဖက်အနေနဲ့သုံးခဲ့တာဖြစ်ပါတယ်အဲ့ဒီနောက်မှာကျွန်တော်ကဘေးနားမှာအနီတစ်ပွင့်စီထိုးပြီးတော့ကျွန်တော်ဒီ4004ဘက်မှာအယောင်4မျိုးနဲ့စီချေဖို့အတွက်အဝါရောင်နဲ့အဖြူထမအောင်ဆုံးအဖြူရောင်ကိုသုံးခဲ့တာဖြစ်ပါတယ်အဲ့ဒီအဖြူရောင်ပြီးရဲ့အခါမှာကျွန်တော်ပန်းရောင်လေးနဲ့ဆက်ပြီးတော့နောက်ထပ်တစ်ရောင်ထပ်ပြီးတော့တောင်တစ်မျိုးမှာစီချေခဲ့တာဖြစ်ပါတယ်အဲ့နောက်ကျွန်တော်အဲ့လိုလေးလုပ်နေတဲ့အချိန်မှာကျွန်တော်ရဲ့အဖွဲသားတွေကျွန်တော်တို့ရဲ့အသင်းသမားတွေteam တစ်ခုကအမတယောက်ကလည်းကျွန်တော်ကိုကူပြီးတော့လမ်းလျှောက်လန်းအတွက်ကိုဝိုင်းဝန်းပြင်ဆင်ပေးတဲ့မြင်ကွင်းလေးလည်းဖြစ်ပါတယ်။လျှောက်လန်းအတွက်ကိုပြင်ဆင်တဲ့နေရာမှာလည်းအရန်ကြာတဲ့အတွက်ကြောင့်မလို့ကျွန်တော်တယောက်တည်းဆိုအဆင်မပြေတဲ့အတွက်ကြောင့်မလို့အမကဝိုင်းပြီးတော့ပြင်ဆင်ပေးခဲ့တာဖြစ်ပါတယ်။လျှောက်လန်းနေရာမှာတုံးထားတာကတော့ကျွန်တော်ရောင်စုံကစက်ကူလေးတွေကိုကြာပန်းတပွဲညှက်ပြီးတော့မှကျွန်တော်တို့တပွင့်စီထားတယ်။အဲ့ဒီနောက်မှာနှင်းစီပွင့်ချက်ကလေးတွေကိုအသုံးပြုပြီးတော့လှပသေးတတ်အောင်လို့အလှပြင်ဆင်တင်ဆက်ပေးတာဖြစ်ပါတယ်ခင်ဗျာ။အခုလိုမျိုးဝိုင်းဝန်းကူညီပြင်ဆင်ပေးပါတော့မိုင်းဆန်းသူကလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။အဲ့ဒီနောက်မှာကျွန်တော်ရဲ့ပလင်အပြင်ဆင်ကအားလုံးပြီးသွားပြီဆိုတဲ့အခန်းကဏ္ဍရောက်တဲ့အခါမှာနှင်းစီပန်းလေးတွေကနည်းနည်းနွမ်းလာမှဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကရေလေးတွေနဲ့တေချာဖြန်းပေးနေတာဖြစ်ပါတယ်။ဒါကတော့ပလင်တစ်ခုလုံးကိုပြင်ဆင်ပြီးတဲ့အခြေအနေမှာမြင်ရတဲ့ပုံစံမျိုးဖြစ်ပါတယ်ခင်ဗျာ။ပထမတော့တောင်လေးတောင်မှာအယောင်တစ်မျိုးစီလုံးမလို့ပါပဲဒါပေမဲ့နှင်းစီပန်းကအယောင်ကထပ်ပြီးတော့အပွင့်ကမငြင်ညာတဲ့အတွက်ကြောင့်မလို့ကျွန်တော်အောက်မှာအနီးပဲသုံးခဲ့တာဖြစ်ပါတယ်ဒါကတော့ဖုန်းရဲ့ထိုင်ကုန်ဘေးနားမှာထားမဲ့ခုံမှာကျွန်တော်ကကျေတာယာနဲ့ကျွန်တော်တို့ကခိုင်ရွှေဝါကိုတွဲပြီးတော့မတ်တက်ပန်းစင်ပုံစံမျိုးကိုအလှဆုံးထိုးခဲ့တာဖြစ်ပါတယ်အဲ့ဒီနောက်ကျွန်တော်ဖော်လေးတွေကိုမမြင်ရအောင်နှင်းစီခိုင်ယိုးလေးတွေကိုအသုံးပြုပြီးတော့ကာခဲ့တာဖြစ်ပါတယ်ပလင်ရဲ့နှင်းစီပန်းမှာတော့ကျွန်တော်အပွင့်150သုံးခဲ့တာဖြစ်ပါတယ်ပြီးတော့နှစ်ဖက်လုံးမှာလှုပ်ချင်တာဖြစ်တဲ့ကြောင့်မလို့ဟိုဘက်မှာထိုးတဲ့ပုံစံမျိုးပဲဒီဘက်မှာလည်းခိုင်ရွှေဝါနဲ့ကျွန်တော်ကျေတာယာကိုအသုံးပြုပြီးတော့ပဲနှစ်ခုထိုးခဲ့တာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ရှေ့ကဘုန်းကြီးအတက်အစင်သားလေးမှာရှိတဲ့ရှောက်လန်းမှာလည်းခိုင်ရွှေဝါနဲ့ကျေတာယာကိုသုံးပြီးတော့ပြင်ဆင်ပေးခဲ့တာဖြစ်ပါတယ်တရားပွဲတစ်ခုလုံးရဲ့အပြင်ဆင်ကတော့အခုလိုမျိုးမြင်ရမှာဖြစ်ပါတယ်ခင်ဗျာပြင်ပြီးတဲ့အချိန်မှာတော့ညနေ6နာရီကို9နာရီကျော်လောက်ထိပါကျွန်တော်တို့ပြီးသွားတာဖြစ်ပါတယ်ပြီးတဲ့အချိန်မှာဘုန်းကြီးက9နာရီကျော်လောက်မှပလင်တက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရေမိုးချိုးပါတယ်အဲ့ဒီနောက်ပြန်လာတဲ့အခါမှာဖုံကြွလာတာနဲ့တစ်ချိန်နဲ့တိုးတဲ့အတွက်ကြောင့်မလို့ဗီဒီယိုလေးတော့ရိုက်ဖြစ်အောင်ရိုက်ခဲ့ပါသေးတယ်ခင်ဗျာပန်းပွဲအပြင်အဆင်ပြီးတယ်ဆိုပေမဲ့လည်းတချို့နေရာတွေမှာဆိုလို့ရှိရင်အဲ့ဒီညကလိုက်တင်ကတိတ်ပြီးတော့အားမရပါဘူးခင်ဗျာ။ဘာလို့လဲဆိုတော့ပန်းရဲ့အလှအပါကိုတိတ်မမြင်ရတဲ့အပြင်ကိုပလင်ပေါ်မှာထိုင်နေတဲ့ဦးစင်းကိုတောင်မှမြင်ရအောင်တော်တော်စူးစမ်းပြီးကြည့်ရတဲ့အခြေအနေမျိုးဖြစ်ခဲ့ပါတယ်။လိုက်တင်က2ခုတော့ထိုးထားပါတယ်ဒါပေမဲ့မီးအလင်းရောင်ကတိတ်ပြီးတော့နဲတယ်လို့ခံစားနေရတာပါအဲဒါကြောင့်မို့ကျွန်တော်တို့ကဒီဘက်တစ်ချမ်းကပို့ပြီးလင်းပြီးဒီဘက်တစ်ချမ်းမှောင်နေတဲ့ပုံစံမျိုးဖြစ်နေရတဲ့အကြောင်းရင်းကကြတော့ဒီဘက်ကနေပြီးတော့ကျွန်တော်ကလိုက်တင်မီးလေးတစ်ခုအောက်ကနေထိုးထားတဲ့ကြောင့်မို့ဒီဘက်ကနည်းနည်းတော်ပါသေးတယ်အဲ့လိုမျိုးပါကျွန်တော်တော့အကုန်လုံးအဆင်ပြေခဲ့ပါတယ်ပြောဖို့ကြံနေတရားကျတော့ဖုံးရှိမှာထားတဲ့ဟာလေးကကျတော့ကျွန်တော်တို့ကဖော့ပေါ့နော်ဖော့ရရှိမှာနှင်းစီပန်း9ပွင့်ကိုထိုးလိုက်တယ်ပြီးတော့ကျေတာယာလေးတွေထားပြီးတော့မှတစ်ဖက်တစ်ချက်စီခိုင်ရွှေဝါထိုးပြီးအလေကောင်ကကျေတာယာလေးနဲ့အလှဆင်ထားတာဖြစ်ပါတယ်ခင်ဗျကျွန်တော်ရဲ့ဟောဒီတရားပွဲအပြင်စလေးနဲ့ပတ်သက်ပြီးတော့ဝေဖန်ချက်ပြုချင်တာပဲဖြစ်ဖြစ်ကျွန်တော်ကိုထောက်ပြချင်တာပဲရှိတခုခုရှိခဲ့တယ်ဆိုလို့ရှိရင် comment အောက်မှာမန်လေးတွေရေးခဲ့ပေးပါခင်ဗျားတို့ရဲ့ comment တစ်ခုချင်းဒီတိုင်းကကျွန်တော်တို့တွေရဲ့
အလုံးလို့ကျွန်တော်တို့အတွက်ဆိုရင်အင်အားတစ်ခုဖြစ်တဲ့အတွက်ကြောင့်မလို့အရန်ကိုအရေးပါတယ်လို့ခံစားရပါတယ်ခင်ဗျာကြည့်ရှုသူအားလုံးကိုလည်းလေးစားပါတယ်ခင်ဗျာဖုံဖုံလေးပြန်ကြွပြီဆိုတော့အားလုံးနဲ့လူသားတို့ခေါ်စွာဖြစ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးသတ်ဒီမှာနေမယ်ရက်လိုက်ပါတော့မယ်ခင်ဗျာအားလုံးစိတ်ချမ်းသာနဲ့ကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပါစေလုံဝင်ဆန္ဒတစ်လုံးတစ်ဝါပြည့်ပါစေဆန္ဒနဲ့ဘဝတစ်ထက်တည်းကြပါစေကျန်တဲ့အောင်လို့ဆောင်ရွက်မြတ်တဲ့ပုံကိုယ်ကြီးအားလုံးဖြစ်ပါသေးလို့ဆုတောင်းပေးရင်းနဲ့ကျွန်တော်ရဲ့ဆရာရှိ channel လေးကနေပြီးတော့အမြဲတမ်းကြိုဆိုလေးရရှိပါတယ်ခင်ဗျာနောက်များမှာလည်းဒီလိုပွဲမျိုးတွေရှိရင်ဆက်လက်တင်ဆက်ပေးသွားပါအောင်မယ်ခင်ဗျာအားလုံး bye bye